ဆလန်လီရဲ့အစားမစင်တော့မိသားစုလေးတစ်ခုကပျော့ရွှင်နေထိုင်နေကြတဲ့ပုံစံနဲ့စတင်ထားပါတယ်ကက်တာနဲ့သူ့ရဲ့ဇနီးတို့ဟာလေကွင်းရဲ့အစွန်းမှာထိုင်နေပဲအစိမ်းရောင်မြက်ခင်းပုံမှာပျော့ရွှင်စွာကစားနေတဲ့သူတို့ရဲ့တားလေးကိုကြည့်နေခဲ့ကြပါတယ်စောနေတုန်းမှာပဲကလေးငယ်ကချော်လဲသွားခဲ့တာကြောင့်သူ့ရဲ့ဇနီးတဲ့ဟာစိမ့်ပူပန်သွားလျက်သူမရဲ့တားလေးကိုပို့ပြီးအန်ဒီရဲ့ကင်းစီဖို့ကွင်းကင်ကိုတန့်ရှင်းလှုပ်ခိုင်းခဲ့ပါတယ်ကက်တာကတော့ကင်းနေခဲ့တာကြောင့်သူ့ရဲ့မိမပြောတာကိုနားမထောင်ပဲထိုင်ခုံမှာထိုင်နေခဲ့ပါတယ်နောက်တဲ့မြင်ကွင်းတစ်ခုမှဆိုရင်မိသားစုတစ်ခုကစပနာအခမ်းအနားတက်နေတဲ့အပိုင်းကိုရောက်သွားပါတယ်တစ်ဖက်မှာတော့အစ်ဇဘဲလို့ခေါ်တဲ့ကောင်မလေးဟာသူ့ရဲ့ဦးလေးရောဂျာနဲ့အတူတူမိဘဝရဲ့အုပ်ကူကိုလာရောက်နှုတ်ဆက်ပါတယ်သူမိဘဝကိုအယူအသေးပေးပြီးတာနဲ့အစ်ဇဘဲကတစ်ဖက်ချမ်းမှာရှိတဲ့မိသားစုရဲ့စပနာပွဲကိုရိုက်ကူးနေခဲ့ပါတယ်ဒီအချိန်မှာလူတစ်ယောက်ကရောက်လာခဲ့ပြီးတရားစာရွတ်နေခဲ့တဲ့တင်အုပ်ဆရာကိုပြစ်တက်ခဲ့ပါတယ်သူကအဆောင်တွေကိုပါပြစ်တက်ခဲ့ပြီးတော့အကွဲအလဲမှာရှိနေခဲ့တဲ့အမျိုးသမီးစီကိုတွားပါတယ်သူကအနောက်ဆုံးတော့တားကောင်ကိုမှတ်တက်ဖြတ်ခင်မှာပဲသူ့ရဲ့မျက်နှာဖုံးကိုချွတ်လိုက်ပြီးတော့သူ့ရဲ့နာမည်ကဆက်ဖြစ်တဲ့အကြောင်းနဲ့သူဟာဒီမိသားစုကိုတက်ဖြတ်ဖို့အတွက်ငါရန်ခံထားရတာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်ပြီးတဲ့အခါမှာတော့ဆက်ဟာတားကောင်တွေအကုန်လုံးနဲ့အတူသူ့ရဲ့လက်နက်ကိုပါမြေမြုပ်ပြပါတယ်ဒါပေမဲ့လည်းဆက်မတိလိုက်တာကအစ်ဇဘဲဟာသူ့ရဲ့လုံရက်တွေကိုပုံရိုက်ကူးထားခဲ့တာပါကြောင်းလန့်စွာနဲ့ပဲသူမကထွက်ပြေးသွားခဲ့ပြီးသူမရဲ့ဦးလေးကိုလိုက်ရှာခဲ့ပါတယ်သူ့ရဲ့ဦးလေးကိုတွေ့သွားတဲ့အခါမှာတော့ဆက်ကသူ့ကိုတပ်ဖို့လုံနေခဲ့ပါပြီသူမဟာဦးလေးကိုတတိပေးဖို့လုံနေခဲ့ပေမဲ့နောက်ကျသွားခဲ့ပါပြီသူကရောဂျာကိုတပ်ပြီးတဲ့နောက်သူကအစ်ဇဘဲကိုတပ်ဖို့လုံလိုက်ပေမဲ့သူမကင်ထားတဲ့ကင်မရာကိုတွေ့သွားတဲ့အခါမှာတော့အနောက်ကနေပြေးလိုက်ခုပဲဆုံးပြပါတယ်မကြခင်မှာပဲအစ်ဇဘဲဟာကပ်တာရဲ့အိမ်ကိုရောက်ခဲ့ပါပြီသူမရဲ့အော်တန်ကိုကြားလိုက်တဲ့အခါမှာတော့ကပ်တာကအိမ်နဂါးကိုဖွင့်ပြပါတယ်သူအပြင်ကိုရောက်သွားတာနဲ့သူ့ရဲ့ခြေထောက်ဟာတနတ်နဲ့အပြစ်ခံရတာကြောင့်သူကအထဲကိုပြန်ဝင်ခဲ့ပြီးသူ့ရဲ့တနတ်ကိုကြည့်ပြပါတယ်ဆက်ကအိမ်ထဲကိုဝင်လာတဲ့အခါမှာတော့ကပ်တာကသူ့ကိုရုတ်တရက်ဆွတ်တယ်လို့ပဲတနတ်နဲ့ပြပါတယ်ဒရိုနီယာစလုံးဟာတရားရခဲ့ပေမဲ့တတိကြီးကြီးထားနေကြပါတယ်ဆက်ကကပ်တာအတုံးပြတဲ့ကြီးစံကိုကောက်ယူလိုက်တဲ့အခါမှာတော့အနီးကပြစ်တဲ့နေရာမှာအတုံးပြတဲ့ကြီးစံဖြစ်နေတာကိုသိရပါတယ်အဲ့ဒီနောက်မှာပဲဆက်ဟာလိုင်းပြတ်တောက်နေတဲ့ဂျူးဖုန်းနဲ့ဆက်သားရဲ့လက်ကင်ဖုန်းကိုသတိထားမိခဲ့ပါတယ်ကပ်တာကိုသူကအစ်ဇဘဲကိုလွှဲပြီးဖို့ပြောလိုက်ပြီးအစ်ဇဘဲဟာသူမရဲ့မျက်နှာကိုမြင်တော့တာကြောင့်ရှင်းပြရမှာပဲဖြစ်ပါတယ်လွှဲပြီးမယ်ဆိုရင်တော့သူ့ကိုတွားခွင့်ပေးမယ်လို့ပြောပါတယ်ဒါပေမဲ့တနတ်တရရထားတဲ့ကပ်တာကတော့အစ်ဇဘဲကိုလွှဲပြီးဖို့ငင်းဆိုပါတယ်ဆက်ကတော့ကပ်တာကိုအခြေအနေတွေပြန်လည်စဉ်းစားဖို့ပြောပါတယ်ကပ်တာကတယောက်တည်းဖြစ်နေပြီးအခုညီတောင်းလို့မရဘူးလို့ချိန်ချောက်ခဲ့ပါတယ်ဆက်ကတော့အချိန်ပေးမယ်လို့ပြောခဲ့ပါတယ်ကပ်တာဟာအစ်ဇဘဲကိုယေရှုခန်းတဲ့ကစေဘုံကိုယူလာပြီးဖို့ပြောပါတယ်သူမကစေဘုံကိုယူလာလိုက်တဲ့ခါမှာတော့သူ့ရဲ့အနာကိုအရက်ပြန့်နဲ့တန်းစင်ဖို့ပြောပါတယ်ကပ်တာကအဲ့ဒီနောက်မှာတော့သွေးထွက်နေတာကိုရဲဖို့အတွက်သူ့ရဲ့အနာကိုဓာတ်နဲ့လေးပါတယ်ဒီအချိန်မှာပဲဆက်ကလည်းသူ့ရဲ့အနာကိုကပ်တာလိုပဲကူးတာနေခဲ့ပါပြီသူ့အနာကိုကူးတာပြီးတဲ့ခါမှာတော့ကပ်တာကအစ်ဇဘဲကိုတပတ်တချို့နဲ့မီလုံးတချို့ကိုတွားယူခိုင်းခဲ့ပါတယ်ကပ်တာကမီလုံးတွေကိုတပတ်နဲ့လိတ်ကချီမွားခဲ့ပြီးတော့လီကားပေါ်ကိုဖန်ကွဲစားဝေချပါတယ်ဒါကဆက်ကိုအပေါ်တက်လာဖို့အတွက်ခက်ခဲအောင်လုပ်ခဲ့တာပါခေါင်ချောက်စင်တာကိုကြည့်ပြီးတော့ကပ်တာဟာတာမန်ယူဝါသားတယောက်မဟုတ်ဘူးဆိုတော့သဘောပေါက်သွားခဲ့ပါပြီတစ်ဖက်မှာတော့အစ်ဇဘဲနဲ့ကပ်တာကတယောက်နဲ့တယောက်မိတ်ဆက်ကြပါတယ်အစ်ဇဘဲဟာသူ့ရဲ့မိဘဝေတည်ဆုံးခဲ့တဲ့မတော်စားမှုအကြောင်းကိုပြောပြပါတယ်သူ့ဦးလေးအသက်ခံခဲ့ရတဲ့စပနာပွဲကမတော်စားမှုအကြောင်းကိုပါပြောပြပါတယ်သူမရဲ့ကင်မရာမှာဆိုရင်တော့စပြရဲ့ပုံကိုရိုက်ကူးထားခဲ့တဲ့အကြောင်းပြောပြပါတယ်ဒီအခါမှာပဲကပ်တာကသူ့ရဲ့အတိတ်ကနေရာတွေကိုပြန်လဲတတိယသွားခဲ့ပါပြီသူ့ရဲ့သားလေးကိုကြည့်နေနေပဲသူကအိပ်ပျော်သွားခဲ့တဲ့နေရာစီကိုပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ကပ်တာကသူ့စီမှာကြည်တော့မယ်ကြံတော့တဲ့အကြောင်းပြောပြပါတယ်သူကအစ်ဇဘဲရဲ့ကင်မရာထဲကဖလင်လေးကိုပလတ်စတစ်နဲ့ပတ်လိုက်ပြီးတော့ဒမီထဲမှာထည့်ထားခဲ့ပါတယ်အောက်ထပ်မှာစင်တော့ဆော့ဖာကပ်တာရဲ့တစ်တာတချို့ကိုမွေးနှောင်ကြည့်နေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူဟာဒီအင်ကနေထွက်သွားဖို့ပြင်ဆင်နေခဲ့တာကိုလည်းသိနေရပါတယ်တကယ်တော့သူ့မိသားစုဟာသူ့ကိုထားခဲ့တာပါသူကတစ်တာထဲကိုလန်တော့ကြည့်လိုက်တဲ့ခါမှာတော့တပ်ပုံတစ်ပုံကိုတွေးခဲ့ရပြီးကပ်တာကစစ်သားဟောင်းတယောက်ဖြစ်တဲ့အကြောင်းကိုဘောပေါက်သွားခဲ့ပါတယ်သူစီမှာလည်းအစ်ဇဘဲနဲ့အသက်တူတဲ့သမီးလေးတယောက်ရှိတဲ့အကြောင်းနဲ့သူ့သမီးလေးအတွက်ပဲအလုံးလုံးနေတာဖြစ်တဲ့အကြောင်းပြောပြခဲ့ပါတယ်သူကဖလင်လေးကိုတေချာထုတ်ပိုးပြီးတဲ့အခါမှာတော့အင်တာဖုန်းထဲကိုတွားထားခိုင်းခဲ့ပါတယ်ကပ်တာကဆက်ကိုသူ့သမီးလေးစီပဲပြန်သွားဖို့ပြောခဲ့ပါတယ်ဒါပေမဲ့လည်းဆက်ကတော့အစ်ဇဘဲဟာသူ့ရဲ့မျက်နှာကိုမြင်သွားပြီးပြီလို့ပြောလျက်ငင်းဆိုခဲ့ပါတယ်ကပ်တာကအစ်ဇဘဲကိုကောက်ွယ်ပြီးမှလို့ပြောလိုက်တဲ့အခါမှာတော့ဆက်ကလည်းတက်တီကိုဖျောက်ဖျက်ဖို့အတွက်အင်ကိုမီရှို့ပြစ်မှာပါလို့ချိန်ချပါတယ်ဒါပေမဲ့လည်းကပ်တာဟာဒီနေရာမှာဆိုရင်လိုအပ်လက်နက်ရှိတဲ့အကြောင်းပြောလိုက်ပါတယ်သူကဖလင်လေးကိုလည်းရေးဆိုးခံပြီးတော့မီလောင်လဲမပြတ်စည်းနိုင်တဲ့နေရာမှာထားတဲ့အကြောင်းပြောလိုက်ပါတယ်တကယ်လို့များအိမ်တစ်ခုလုံးမီလောင်သွားခဲ့တဲ့ဆိုရင်တော့မှဖလင်လေးကရှိနေအောင်မှာပါလို့ပြောပါတယ်တကယ်လို့များစက်တာအင်ကိုမီရှို့ခဲ့မယ်ဆိုရင်ရဲတွေကလည်းဖလင်လေးကိုတွေ့တော့မှဖြစ်ပြီးသူ့ရဲ့ပြစ်မှုတွေကိုတွေ့တော့မှပါလို့ပြောပါတယ်အဲ့ဒီနောက်မှာတော့ကပ်တန်တဲ့စက်ပချာကတင်းမမွေစတင်ခဲ့ပါပြီတစ်ဖက်မှာတော့ဂျယ်ဝီလို့ခေါ်တဲ့ဂျူနီယာအငယ်တန်းရဲတယောက်ကခင်းလက်နေပါတယ်ခဏကြာမှာတော့သူကတင်းကျပ်အနီးမှာဆုံးပြထားပုံရတဲ့ကားနစီကိုတွေ့ခဲ့ပါတယ်တစ်ဖက်မှာဆိုတော့စိတ်ပီစီမှုတွေပြပြောင်းစီဖို့အတွက်ကပ်တာကအစ်ဇဘဲကိုထက်ခုကဘီယာဝေယူလာပြီးခဲ့ဖို့တောင်းဆိုလိုက်ပါတယ်ဘီယာယူလာရင်းနဲ့ပဲအစ်ဇဘဲဟာအယုတ်တယောက်ကိုတွေ့တာကြောင့်ကပ်တာစီကိုယူလာပြီးခဲ့ပါတယ်အယုတ်ကိုမြင်သွားတဲ့ခါမှာတော့ကပ်တာကသူ့သားကိုတတိယတာကြောင့်အယုတ်ကိုယူခဲ့တဲ့နေရာစီပြန်ထားဖို့ပဲပြောပါတယ်တစ်ဖက်မှာတော့ဆက်ဟာသူ
သူ့ရဲ့နောက်ထပ်လှုပ်ရှားမှုအတွက်ပြင်ဆင်နေတော့မှပဲကပ်တာရဲ့စားလို့ယူဆရတဲ့စားသဆောင်ကိုဖတ်ကြည့်ခဲ့ပါတယ်။စထဲမှာဆိုရင်ကပ်တာဟာသူ့ရဲ့လင်းလူရှုမှုအတွက်သူ့အမျိုးသမီးကိုတောင်းပန်ထားတာပါ။စပ်ဟာအဲ့ဒီစာကိုကျေးလောင်စွာဖတ်ပြနေခဲ့ပါပြီ။ကပ်တာရဲ့တားလေးကခြံထဲမှာပြေးစောနေနေပဲခလုတ်တိုက်ကတည်ဆုံးသွားခဲ့တာပါ။အဲ့ဒီနောက်မှာတော့ကပ်တာကသူ့ကိုယ်သူအဖြစ်တင်နေခဲ့ပါတယ်။ဒါကြောင့်ပဲသူ့ရဲ့သူထဲတော်သားဟာတည်ဆုံးသွားခဲ့ပြီးသူ့ရဲ့အမျိုးသမီးကထားသွားခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ဆပ်က Elizabeth ကိုလွှဲပေးဖို့အတွက်ထပ်မံကမ်းလှမ်းပါတယ်။ဒါမှပဲသူကအတိတ်ကအမဝေကိုပြန်လည်ပြင်ဆင်နိုင်မှာပါလို့ပြောခဲ့ပါတယ်။ကပ်တာကတော့ Elizabeth ကိုကြည့်ပြီးသူဟာသူမကိုအဆုံးထိကောက်ွယ်ပေးမှမလို့စိတ်မပူကိုပြောပါတယ်။သူကအတိတ်ကအမဝေကိုထပ်ပြီးမကျူးလွန်တော့ဘူးလို့လည်းပြောပါတယ်။ရုတ်တရက်ဆိုသလိုပဲတနတ်တန်ကြားလိုက်ရတာကြောင့်ကျဲဝီဟာစပနာအခမ်းအနားကိုလဲလှယ်ကြည့်ရှုနေခဲ့ပါတယ်။အဲ့ဒီနောက်ကပ်တာနဲ့ဆပ်ရဲ့စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေစီကိုတဲရောက်သွားခဲ့ပါပြီ။သူတို့ဟာဒီတန်ရဝေကိုဘစ်တူဝေကကြကြတောင်းခံနိုင်မှလဲလို့ပြောနေခဲ့ကြပါတယ်။ရုတ်တရက်ဆိုသလိုပဲမီးလုံးကမိတုံဖြစ်နေခဲ့တာကြောင့်ကပ်တာရဲ့အိမ်ကမီးဆက်ကလည်းလောင်းစာကုံတော့မှာပဲဖြစ်ပါတယ်။ဒါကြောင့်ပဲကပ်တာကသူဆောက်ကိုတိုက်ခိုက်ပေးမှမလို့ညမရောက်ခင်အဲ့ဒီအချိန်မှာပဒင်ဖောက်ကနေစင်ထွက်ပြေးဖို့ပြောခဲ့ပါတယ်။တစ်ဖက်မှာတော့ကျဲဝီကတနတ်တန်နောက်ကိုလိုက်ရင်းနဲ့ပဲကပ်တာရဲ့အိမ်ရှိကိုရောက်လာခဲ့ပါပြီ။သူကအထက်ကိုဆက်သွယ်ဖို့လှုပ်လိုက်ပေမဲ့လိုင်းကအဆင်မပြေတာကြောင့်အင်ကိုတယောက်တည်းပဲစစ်ဆေးကြည့်ရန်ဆုံးဖြတ်ပါတယ်။ကျဲဝီကတခါကိုဖွင့်လိုက်တဲ့ခါမှာတော့ဆပ်ကတနတ်နဲ့ပြစ်လိုက်ပါတယ်။သူကတန်ရရနေတဲ့ခါမှာပဲအစ်ဆဘဲကပဒင်ဖောက်ကနေထွက်ပြေးဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဆပ်ကတော့သူမကိုကပ်တာစီပြန်ဖို့အတွက်ဖျားပေးကငွေမှုဆိုရင်တော့တနတ်နဲ့ပြစ်မှာပါလို့ပြောပါတယ်။အဲ့ဒီတော့မှပဲဆပ်ဟာကျဲဝီကိုဖမ်းပြီးတော့သူ့ရဲ့ကားကိုကိုရောင်ထဲမှာမောင်းခဲ့ခိုင်းပါတယ်။တာကိုမြင်တဲ့အစ်ဆဘဲကကပ်ကိုပြန်ပြောပြပါတယ်။အသွေးကြောင့်ရတဲ့ကပ်တာကတော့တာကိုအခွင့်ကောင်းယူကကိုရောင်ထဲကနေပြန်ထွက်လာတဲ့ဆပ်ကိုတနတ်နဲ့ချိန်ခဲ့ပါတယ်။အဲ့ဒီနောက်သူဟာဆပ်ကိုသူ့ရဲ့အိမ်ထဲကနေထွက်သွားဖို့ချိန်ချပါတယ်။ဒါပေမဲ့လည်းအချိန်ကြာတဲ့အထိတနတ်ကိုချိန်ထားခဲ့တာကြောင့်ကပ်စီမှာကြီးစံတောင်ပဲကြံတော့တယ်ဆိုတာကိုတဘောပေါက်သွားခဲ့ပါတယ်။ဒါကြောင့်ပဲဆပ်ဟာသူ့ကိုပြေးလိုက်လို့ပြောပါတယ်။ကပ်တာဂရော့စိတ်ရှော့ခဲ့ပြီးဆပ်ကိုထွက်သွားဖို့ပဲပြောပါတယ်။ဒါပေမဲ့လည်းဆပ်ဟာသူ့ရဲ့တနတ်ကိုပြန်ထုတ်ကသူ့ကိုအထဲပြောင်းဝင်ဖို့ပြောခဲ့ပါတယ်။ခဏကြာမှာတော့ဆပ်ကဂျယ်ဝီကိုတက်စကန်လုတ်ခဲ့ပြီးအစ်ဆဘဲရဲ့အသက်နဲ့ဂျယ်ဝီရဲ့အသက်ကိုလဲဖို့ပြောပါတယ်။ကပ်တာကငင်းဆုပ်ခဲ့တာကြောင့်ဆပ်ကဂျယ်ဝီကိုနှိပ်စက်လိုက်ပါတယ်။သူကိုအသုံးပြုပြီးဆပ်ဟာဂျယ်ဝီရဲ့လက်တွေကိုတထောင်ချင်းစီရှိုးခဲ့ပါတယ်။ရလာကတော့ဂျယ်ဝီကကပ်ကိုအော်ဟစ်ပြီးတောင်းပန်ခဲ့ရပါတယ်။ဂျယ်ဝီရဲ့လက်တွေအကုန်လုံးကိုချိုးပြီးတော့တဲ့ခါမှာတော့ဆပ်ဟာကပ်တာကိုဒုတိယအခွင့်အရေးပေးခဲ့ပါတယ်။ဒါပေမဲ့လည်းကပ်တာကတော့အစ်ဆဘဲကိုလွှဲပြီးဖို့အတွက်ငင်းဆန်နေဆဲပဲဖြစ်ပါတယ်။နောက်ဆုံးမှဆိုရင်သူကဂျယ်ဝီကိုတက်လိုက်ပြီးသူ့ရဲ့အလောင်းကိုလည်းကပ်တာစီသုံးဖို့ခဲ့ပါတယ်။မကြခင်မှာပဲသူတို့နှစ်ယောက်ကတိတ်ဆိတ်နေခဲ့တာကြောင့်ထွက်ကြည့်ဖို့အတွက်ကြိုးစားခဲ့ပေမဲ့အစ်ဆဘဲကတော့ဒါဟာထောင်ချောက်တစ်ခုပါလို့အတိပေးခဲ့ပါတယ်။ကပ်တာကတော့ဆပ်နဲ့မရင်ဆိုင်ခင်မှာသူဘယ်မှာရှိနေတယ်လဲဆိုတာကိုတိဖို့အတွက်လိုအပ်တယ်လို့ပြောပါတယ်။သူကအစ်ဆဘဲကိုပုံနေဖို့ပြောလိုက်ပြီးအောက်ကိုဆင်းလာခဲ့ပါတယ်။သူကဆပ်ရဖနာတွေကိုတွေ့လိုက်ရတာကြောင့်အပြင်ဖက်ကိုကြည့်လိုက်တဲ့အချိန်မှာလေကားတစ်ခုကိုတွေ့ရပါတယ်။ဆပ်ဟာဖနာတွေကိုချွတ်ပြီးတော့အပေါ်ထက်ကိုတိတ်တဆိတ်တက်သွားခဲ့တာပဲဖြစ်ပါတယ်။ဆပ်ကအပေါ်ထက်ကိုရောက်သွားပြီဖြစ်လို့ကပ်တာပြန်ရောက်လာပြီးတော့ထင်အောင်စူညံတန်တွေကိုဖန်တီးခဲ့ပါတယ်။ဆပ်ကအစ်ဆဘဲပုံနေတဲ့နေရာကိုဦးတည်ပြီးတွားလိုက်တဲ့ခါမှာတော့ကပ်တာကအချိန်မီပြန်ရောက်လာခဲ့ပြီးတွေးဝေရှင်မရှိဘဲနဲ့ဆပ်ကိုပြစ်လိုက်ပါတယ်။ဒါကြောင့်ပဲဆပ်ကပထမထပ်ကိုပြုတ်ကျသွားခဲ့ပါပြီးသူ့ရဲ့ခြေထောက်ကိုပြင်းပြင်းထန်ထန်ရရသွားခဲ့ပါတယ်။နာကျင်ပေမဲ့လည်းသူကနောက်ဆုံးအနေနဲ့အင်ကိုမီးရှို့လိုက်မယ်လို့ချိန်ချပါတယ်။သူကအစီအစဉ်ကိုအကောင့်တွေဖော်ဖို့အတွက်ဆုံးဖြတ်နေကနေတွေးဝေနေခဲ့ပါတယ်။ဒီအချိန်မှာပဲသူကအနားမှာရှိနေခဲ့ကက်တာရဲ့ဖုန်းကိုကောက်ယူပြီးတော့အစီအစဉ်အသစ်ကိုအကောင့်တွေဖော်ဖို့ပူကောင်းတဲ့အကြံဉာဏ်ကိုစဉ်းစားလိုက်မိပါတယ်။ရပါရတဲ့ခါမှာတော့အစ်ဆဘဲကသူ့ကြောင့်အခက်ခဲဝေကြုံရတဲ့အတွက်ကပ်တာကိုတောင်းပန်ပါတယ်။အဲ့ဒီအချိန်မှာပဲဆပ်ကလည်းအောက်ထပ်ကနေတစုံတယောက်ကိုစောင့်မျှော်နေခဲ့ပါပြီ။အဲ့ဒီအချိန်ဆက်မျောလင့်နေတဲ့လူကရောက်လာခဲ့ပြီးအဲ့ဒီလူဟာကပ်တာရဲ့အမျိုးသမီးမာယာပဲဖြစ်ပါတယ်။ကပ်တာရဲ့ဖုန်းကိုယူပြီးတော့ဆပ်ကမာယာကိုအင်စီလာခဲ့ဖို့ပြောခဲ့တာပါ။ဆပ်ကမာယာကိုတက်စကန်လုပ်ပြီးတော့အစ်ဆဘဲနဲ့လဲလှယ်ဖို့ပြောပါတယ်။ကပ်တာကဒရထွက်နေခဲ့ပေမဲ့လည်းဆပ်ကတော့သူ့ကိုထပ်ပြီးငင်းဆန်နေမယ်ဆိုရင်မာယာကိုနာကျင်အောင်လုပ်ပြမယ်လို့ပြောပါတယ်။နောက်ဆုံးမှာတော့ကပ်တာကတနတ်ကိုအစ်ဆဘဲရဲ့လက်ထဲပြီးခဲ့ပါတယ်။ဒါမှပဲအစ်ဆဘဲကဆက်အနေနဲ့အပေါ်ကိုတက်လာမယ်ဆိုရင်ပြစ်နိုင်မှာပါ။အစ်ဆဘဲကတနက်ကိုကင်ထားတဲ့အချိန်မှာပဲကက်တာကမာယာကိုကဲဖို့လိုပါတယ်။မာယာဟာသူ့ရဲ့ကြံနေတဲ့နောက်ဆုံးမိသားစုပဲဖြစ်ပါတယ်။မာယာကသူ့အတွက်အရာအလုံးဖြစ်ပြီးတော့သူ့ရဲ့နောက်ဆုံးမိသားစုကိုသူ့အနေနဲ့မဆုံးရှုံးရှင်ပါဘူး။သူကဆက်နဲ့ညှိနှိုင်းနေခဲ့ရင်းနဲ့ပဲဒီအခြေအနေကိုဖြေရှင်းဖို့အတွက်အင်ပေါ်တက်က အစ်ဆဘဲကိုခေါ်သွားဖို့ဆက်ကိုပြောလိုက်ပါတယ်။ဆက်ရဲ့မျက်နှာကိုလည်းသူမမြင်ဘူးတဲ့အကြောင်းပြောပါတယ်။ဒါပေမဲ့လည်းဆက်ကတော့ကက်တာလုတ်ခဲ့တဲ့အရာတွေကြောင့်သူ့ကိုလွတ်ပြီးဖို့ငင်းဆိုပါတယ်။ဆက်ဟာသူ့ရဲ့မျက်နှာဖုံးကိုချွတ်ပြီးကက်တာရဲ့ခြေထောက်ကိုတနတ်နဲ့ပြစ်ခဲ့ပါတယ်။တကယ်လို့များအစ်ဆဘဲကသူ့စီကိုမလာဘူးဆိုတော့ကက်တာကိုတက်ပြစ်မယ်လို့ချိန်ချပါတယ်။ဒါကြောင့်ပဲအစ်ဆဘဲကအောက်ကိုဆင်းလာဖို့ဆုံးဖြတ်လိုက်ပြီးဆက်ကတော့သူ့ရဲ့ဓာတ်ကိုအသင့်ပြင်ဆင်ထားပါတယ်။ရုပ်တရားဆိုသလိုပဲမိမေကမိတုံဖြစ်လာခဲ့တာကြောင့်မာယာဟာဓာတ်ကိုအခွင့်ရယူလျက်ဆက်ပြက်လက်ထဲကနေထွက်ပြီးသွားနိုင်ခဲ့ပါတယ်။ဒီအချိန်ကပ်တာကဆက်ပြက်ဓာတ်ကိုယူပြီးတိုက်ခိုက်ပါတယ်။ဆမ်ကလည်းကပ်တာရဲ့ဘိုက်ကိုတနတ်နဲ့ပြန်ပြပါတယ်။ဒီလိုနဲ့
မာယာက Isabel ကိုအိမ်ထဲကနေထွက်သွားဖို့ကူညီပေးခဲ့ပါတယ်။ဒါပေမဲ့ Isabel ကသူမလောက်ခဲ့တဲ့အရှုပ်ထုတ်ကိုသူမအနေနဲ့ PC အောင်ရှင်းရှင်းတာကြောင့်အိမ်ထဲမှာပဲဆက်နေဖို့ဆုံးဖြတ်ပါတယ်။မာယာက ESCAN ကိုဖုန်းခေါ်ခဲ့ပြီး Isabel က Sep စီကိုရှိခဲ့ပါတယ်။သူမရဲ့လက်ထဲကတနတ်နဲ့ Sep ကိုကစ်တပ်ဖို့လှုပ်လိုက်ပြီးမြဲသူမဟာတနတ်မောင်းကိုဆွဲလိုက်မိပြီးအထဲမှာဘာမှမရှိတော့ကိုတိလျက်မှာနေတကယ်စတော့ကက်တာဟာကြီးစံတစ်ခုစလုံးကအတုံးပြုတ်ပြီးသွားပါပြီဒါကိုတဘောပေါက်တွားခဲ့တဲ့ Sep ကသူ့ရဲ့တနတ်ကို Isabel ကိုတိုက်ခိုက်ဖို့ချိန်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲ Sep ဟာသူ့သမီးလေးကိုတတိယတွားခဲ့ပြီးသူ့သမီးလေးကိုလွမ်းဆွတ်လာတာကြောင့် Isabel ကိုမပြစ်ဖို့ဆုံးခဲ့လိုက်ပါတယ်သူကတွေးထွက်လို့မှုကြောင့်ပဲတည်ဆုံသွားခဲ့ပါတယ် Sep တည်သွားတဲ့ခါမှာတော့ Isabel ကကက်တာတည်သွားပြီလို့ထင်ပြီးကက်တာစီကိုတွားလိုက်ပါတယ်ဒါပေမဲ့ကက်တာဟာမတည်သေးပါဘူးဒီလိုနဲ့ပဲဆက်ကားလေးကပြီးဆုံးသွားခဲ့ပါတယ်ကြည့်ရှုကြတဲ့ပရိသတ်များအားလုံးကျေးဇူးထူးတင်ရှိပါ